လေတိုက်တန်တောင်မကြားရတဲ့တိတ်ဆိတ်ခြောက်ခြားစရာနေရာတစ်ခုကိုမြင်အောင်ကြည့်ပါ။အဲ့ဒီနေရာကတော့ဖူဂျီတောင်ကြီးမှာရှိတဲ့အာအိုကီဂါဟာရလို့ခေါ်တဲ့တောအုပ်ကြီးတစ်ခုပါ။ဒေသခံတွေကတော့ဒီနေရာကိုတစ်ပင်ပင်လယ်ကြီးလို့ခေါ်ကြပါတယ်။ဒီတောနက်ဟာအထဲကိုရှောက်ဝင်လေပတ်ဝန်းကျင်တစ်ခုလုံးကပိုပြီးတိတ်ဆိတ်ခြောက်ခြားလာလေပါပဲ။ဒီတောထဲကိုရောက်သွားတဲ့သူတွေကတစ်ပင်တွေကြားထဲမှာအသက်ရှူရကြက်မတက်တိတ်ဆိတ်လုံးတဲ့ခံစားချက်ကိုကြုံတွေ့ကြရပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ရဲ့တန်လိုက်အိမ်မြောင်တွေဟာထူးဆန်းစွာလဲပတ်လာကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့လမ်းပြောက်တာဟာအစပြုရုံပဲရှိပါသေးတယ်။တောလမ်းလေးတွေဟာတစ်ခုနဲ့တစ်ခုထပ်တူကျနေတယ်လို့ဖြစ်လာပြီးတောထဲမှာနေတာကြာလာရင်စိတ်အာရုံတွေထွေပြားလာစေတယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ်။ဒါကြောင့်လည်းလာရောက်သူတွေကိုတတ်မှတ်ထားတဲ့လမ်းကြောင်းကနေဘယ်တော့မှခွဲမထွက်ဖို့အမြဲတမ်းပေးကြတာပါ။တချို့လူတွေကတော့နာရီပေါင်းများစွာလမ်းလျှောက်ခဲ့ပြီးမှပြန်လမ်းကိုရှာတွေ့ခဲ့ကြပါတယ်။သူတို့ကတစ်ပင်တွေကြားထဲမှာရှေ့လူတွေကြံရစ်ခဲ့တဲ့ပစ္စည်းတချို့ကိုဟိုတစားဒီတစားတွေ့ခဲ့တယ်လို့ဆိုကြပါတယ်။ကျိုးဟောင်းတွေလွှင့်ပစ်ထားတဲ့တဲတွေပြီးတော့မြေကြီးပေါ်မှာပြန့်ကျဲနေတဲ့ဓာတ်ပုံဟောင်းတွေပေါ့။လက်ပတ်သူတွေဟာလမ်းပြောင်းနေပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့တောအုပ်ကြီးဟာပြန်လဲတိတ်ဆိတ်သွားပါပြီ။အာအိုကီဂါဟာရတောအုပ်ထဲမှာတော့ဒီတိတ်ဆိတ်ခြင်းဟာတင့်အတွက်စိတ်အေးချမ်းစရာဖြစ်မနေနိုင်ပါဘူး